တော်အားလုံးမတည့်ရအောင်ခုနတခြင်းယေရှုကျွန်တော်ခေါ်ပါ၏ရစ်ဆောင်ရှင်ဖက်လေးလာပြီးတော့ဆောင်ပြီးတော့ကျွန်တော်အသက်တာအသီးသီးကိုအနံ့ရနော်ကိုတော်လူတိုင်းကိုခေါ်ပါတယ်လူတိုင်းကိုကြားစေပါတယ်ဒီကနေ့ကိုတော်ခေါ်တဲ့ကိုကျွန်တော်လည်းခေါ်တဲ့ခံရတဲ့သူတွေနိတူကြားကြပါတယ်ဒါကြောင့်မလို့ကိုတော်ကျွန်တော်ခေါ်တဲ့ကနေဒီတစ်ခေါက်ကျွန်တော်မလွတ်သွားပြစေနဲ့ကျွန်တော်အသက်တာကိုကျွန်တော်ကိုတော်နဲ့ထပ်တဲ့ဖြစ်ချင်တဲ့ဆန္ဒနဲ့ကျွန်တော်ကိုတော်ရှိမှလာကိုတော်ကျွန်တော်ကိုသိမှတ်တဲ့အတိုင်းကျွန်တော်ကိုချစ်တဲ့အတိုင်းအခုကျွန်တော်ကိုတော်ကိုချစ်ချင်းမြတ်တာနဲ့ကိုတော်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့ကျွန်တော်တုံ့ပြန်ပါမယ်ဆန္ဒနဲ့ဒီတစ်ချင်းကိုကျွန်တော်ဝန်ခံရအောင်နှလုံးသားထွေးမဲ့တဲ့ကကျွန်တော်ဖခင်ကိုချီးမွမ်းရအောင်နှလုံးသားထွေးမဲ့တဲ့ကဖခင်ကိုကျွန်တော်စကားပြောရအောင်ဖခင်ကိုကျွန်တော်ဟန်ဆောင်ခြင်းကင်းတဲ့ရိုးရိုးနှလုံးသားတင်မတတ်နိုင်ဘူးဖခင်သိတယ်ဖခင်သဘောပေါက်တယ်ဖခင်အရာခတ်သိမ်းသိတယ်ဒါကြောင့်မလို့အဲ့ဒီကျေးဇူးတော်အရှင်ယေရှုရဲ့နှုတ်ဆောင်ပေးခြင်းနဲ့တတ်နိုင်ခြင်းပေါ်မှာသင်စိတ်ချပြီးတော့ဖခင်ကိုရောနဲ့ကျွန်တော်အတူသွားမယ်ကိုရောဘာဖြစ်စေချင်တယ်ကျွန်တော်ဖြစ်မယ်ကိုရောဘာလုပ်စေချင်တယ်ကျွန်တော်လုပ်မယ်ကိုရောဘယ်လိုနေစေချင်တယ်ကျွန်တော်မေးမယ်ကျေးဇူးတော်ကြောင့်ကျွန်တော်အဲ့ဒါကိုတတ်နိုင်တဲ့အထိဖခင်ကျွန်တော်ပို့ဆောင်ပေးမယ်ဆိုတဲ့ဂတိတော်ကိုဆွဲလက်ယုံကြည်ပြီးတော့ဒီတစ်ခြင်းကိုနှလုံးသားအချွတ်နဲ့ကျွန်တော်ဝန်ခံပြီးတော့ဆိုရအောင်အာမင်
ယူနာတော်ကြွားတော်မူသောဘယ်တော့မှမပြောင်းလဲထောင်လာတည်တော်မူသောမေတ္တာရှင်ဘုရားနန္ဒတကူလုံးစုံနဲ့ကြွားပြည့်စုံတော်မူသောဘုရားကောင်းကင်မြေကြီးကိုပိုင်သားဖန်ဆင်းပြီးတော့စိုးစံအုပ်စိုးတော်မူသောဘုရားအတိတ်ထာဝရကာလကနေအနန္တထာဝရကာလထိအစဉ်မြဲအုပ်စိုးခြင်းတို့နဲ့ပြည့်စုံတော်မူသောဘုရားလူမျိုးတွေကဒူးထောက်တဲ့ကိုရောသာသခင်တို့ပြောက်ကိုကိုွယ်ခြင်းကိုခံထိုက်တော်သမားတော်ယေရှုဘုရားထာဝရဆုံးရှုံးခြင်းတွေကကျေးဇူးတော်နဲ့ရွေးလို့ကယ်လို့ကိုတော်အံ့ဖွယ်ပြည့်စုံရှင်ယေရှုဘုရားကိုရောဖြစ်တဲ့အတိုင်းကျွန်တော်ကိုဖြစ်စေလို့တော်မူတော်ဘုရားကိုရောဖြစ်တဲ့အတိုင်းကျွန်တော်ကိုဖြစ်စေခြင်းကပြုပြီးတော်မူတော်ဘုရားကျွန်တော်ရဲ့နေ့ကိုအတိတ်ပဲရှိလာပါစေတော်ဘုရားကျွန်တော်မျှော်လင့်တာတဲ့ကျွန်တော်ယုံကြည်တာတဲ့ပို့၍ကျွန်တော်ကိုပြုပေးပို့ပေးလှုပ်ဆောင်ပေးတော်ယေရှုဘုရားအကျွန်တော်ယုံနေတာတဲ့အကျွန်တော်မျှော်လင့်တာတဲ့တာ၍ကြီးမားသောအမှုခတ်သိမ်းတို့ကိုအကျွန်တော်ဖို့လို့မှာပြုပေးနေတော့ပြုပေးအောင်မယေရှုဟာလေလုယာအိုဟာလေလုဖြစ်စေလို့တဲ့ကျွန်တော်ဖြစ်ပါစေလို့ကိုရောလှုပ်ချင်တဲ့အတိုင်းကျွန်တော်ဘဝမှာအလိုရှိတာကိုရောပြုတော်ပါကိုရောကိုပဲကျွန်တော်တို့ရှိတဲ့မြတ်ခတဲ့ဘုံရှိတဲ့မြတ်ခတဲ့ချီးမွမ်းခြင်းရှိတဲ့မြတ်ခတဲ့တော့ယူပြီးပြောခြင်းပေးအပ်တဲ့ကိုယ်ကလာတယ်ဘယ်တော့မှမပြောင်းလဲဖြစ်ရမပြောင်းလဲတဲ့မြတ်တာနဲ့မဟောင်းတဲ့မြတ်တာနဲ့ကျွန်တော်ကိုအစင်နဲ့ချက်တဲ့ယေရှုဖျားကိုရောကိုကျေးဇူးတင်ကိုရောကိုပဲဝန်ခံတဲ့အနန္တတကယ်ယေရှုဖျား